ကဲအားလုံးမင်္ဂလာပါရှုကီကိုမင်းနေတင်အမိတ်ဗီဒီယိုလေးတွေတင်ပါမယ်ရှင်ရှုကီအခုကနေစပြီးတော့အမိတ်ဗီဒီယိုလေးတွေတင်ပေးတော့မှာပဲဖြစ်ပါရဲ့ရှုကီကတယောက်တည်းဆော့သွားမှာမဟုတ်ပါဘူးဒီနေ့ကကြာတာပတေးဆိုရင်ဒီဘက်ခါကြလို့ရှိရင်တကယ်ချင်းနဲ့အတူတူရိုက်သွားတာဖြစ်ပါရဲ့ဒီနေ့ကလည်းတင်ကျန်းလာပါမယ်ဒါမဲ့သူကခဏနေကြမှာရောက်မှာပါနော်အဲကြောင့်ယူကီအရင်ဗီဒီယိုရိုက်တယ်ရှုကီကဒီဟာကက်ထားရဲ့ခုနပဲခွာလိုက်တယ်ကြည့်လို့မကောင်းတော့လို့ပါအဲ့ဒါအခုကအရေးလက်ပါအောင်မရှင့်ကဲရှုကီကပုံစဲရတိတ်ပြီးတော့မတက်တော့စတစ်ကာကပ်ပါမယ်ဆိုရတော့လိုက်တယ်ဒါပေမဲ့အဟောင်းစတစ်ကာဘယ်တော့မှမသိအဲကြောင့်အတစ်စတစ်ကာထောက်ရတော့မယ်ထောက်လိုက်ပါနော်ဒီဟာရှုကီကဒီဆွဲထားတဲ့ပုံလေးတွေကိုအရင်ဆုံးရုံချလိုက်ပါမယ်ပြီးတော့စတစ်ကာလေးတွေတက်ပါမယ်ရှင်အောင်မပြီးဘူးပေါ့နော်ပြီးရင်တက်ပါမယ်ရှစ်စတစ်ကာအခုဆွဲထားတဲ့ပုံလေးတွေကိုအရင်အင်းချပါမယ်ကဲခုကယူကီဆွဲရတဲ့ပုံတွေကြတော့emoji လေးတွေဖြစ်တဲ့အတွက် emoji ဆိုတာအဝရောက်လို့မယ်ပြီးတော့အကာလေးအတွက်အမေးလေးတုံထားပါလေဒါပဲပေါ့နော်ပြီးလို့ရှိရင်တော့အတိတ်ပုံကကြတော့အနီရောင်ကိုတုံးပါမယ်ရှင့်ဒါကြအနီပါကဲဒီတုံးရိုးလိုတဲ့အတက်အတွက်ထောက်ပါမယ်လိုအပ်တဲ့ဟာကြပြန်တင်လိုက်ပါမယ်ရှင့်ကဲအခုအသေးပုံမဆိုရတဲ့တော့ဆွဲလိုက်ပါအောင်မယ်အသေးပုံကကြတော့ဆွဲပြီးတော့ပါပြီအဲ့တော့အရင်ဆုံး emoji လေးတွေကိုအရင်ခြေပါမယ်ခြေလိုက်ပါအောင်မယ်ရှင့်ခုတော့ပြီးသွားပြီနောက်တစ်ခုပါဆွေးနေတော့ပေါ့နော်ယူကီရဲ့ငွေချင်းအကြောင်းကိုပဲပြပါမယ်အကြောင်းတော့မဟုတ်ပါဘူးသူကလေဗီဒီယိုရိုက်ရမယ်ဆိုရင်အရန်ရှစ်တယ်line ပေါ်မှာမတင်လို့ရှိရင်လေဗီဒီယိုမရိုက်တာဒါမှရိုက်လို့ရှိရင်လေလက်တော့ပဲပါတာလက်တော့ပဲသူကပေးပါတာညနာကြလုံးပြပါဦးယူကီလိုပါပဲရှင့်တပတ်ခါကြလို့ရှိရင်ယူကီနဲ့ယူကီတင်ငယ်ချင်းနဲ့ယူကီကရောက်ကိုဆက်ကောက်ပြပါပါဟမ်မိတ်ရောက်ကိုဆက်ပါပြီးတော့ဒီဟမ်မိတ်ရောက်ကိုဆက်ကကြတော့ဒီလိုနော်အလကားပေါက်ရအောင်မဟုတ်ဘဲနဲ့ပတ်စံမီနီပတ်စံလေးတွေထည့်ရပါတယ်ခုအသေးပုံရေးထည့်လိုက်ပါမယ်ရှင်ကဲရုံထည့်ရကြတော့sorry but Yuki စိတ်ရှည်တော့လို့ရုံဆုံးထည့်ရတယ်မညီမညာလေးဖြစ်သွားပါတယ်ပြီးတော့ယူကီကအလုံးချေပြီးတော့ရှိရင်တော့ယူကီကရောက်ဆောင်ပြလိုက်ပါမယ်အနည်းဒီမှာကဲရပြီဆိုတော့ယူကီကကြတော့စတစ်ကာကပ်ပါမယ်ဒီ
sticker ကကြတော့အများကြီးပါပဲရှင်အဲ့တော့ကြိုက်တဲ့ sticker လေးရွေးကပ်ပါမယ်ယူကီကဒီနားမှာဘာလို့ပြောက်သွားရလဲဆိုတော့ဟေးပါလိုက်တယ်ကဲဒီမှာ sticker ဆက်ကပ်ပါပြီရှင်တော်ပါပြီโอเคbye bye